မ်အမဟိုတယ်မြေကြီးဒီမှာပဲစားနေကြမဟုတ်ဘူးလား ဟုတ်တယ်ပတ်စံချီပြီးသွားစားရလေ ဟမ်ဘလို့အကြီးကင်လာလဲဒီ branded အိတ်တွေကရော ဩအာသူများပုံပြန်ယူတင်ထားရလေ ဟမ်အမပြန်ကားနေရဘယ်ရောက်သွားလဲ ဩ Ferrari ကိုပြောတာလားအဲ့ဒါတကယ်ချင်းကလေ အမတော်တော်ချစ်ခံရတာပဲနော် ဘယ်ရလဲဟုတ်ဘူးအဲ့ဒါကိုပါဝယ်ထားတာ အမဘာလီတော့တာဘလို့လဲမိုက်လား မိုက်ပါတယ်ဝေးဆောင်တိုင်းပဲ ဒါဆိုဒီ sneaker လည်းအတူပဲပေါ့ ဟဲ့အဲ့အတုမဟုတ်ဘူးအမိုက်သွားပြည့်နေကောက်ရတာ မဖြစ်နိုင်တာဖက်နက်ကအတေးကြီးကို အလိန်နေနဲ့နေတာကြနေရင်နင်တို့ကတော့ဘယ်ယုံမလဲအဲ့ကောက်ရတဲ့ဖက်နဲ့အကောင့်ရှိသေးရဲ့ဒါပေမဲ့တော်တော်ညစ်ပတ်နေတာအဲ့ဒါနဲ့ cleaning လုပ်ဖို့ဆိုင်ရှာရင်းနဲ့ Urban Trans ကိုတွေ့ရဆိုင်ရောက်တော့ဝန်ထမ်းကောင်တွေတယောက်ကဒီ Urban Trans app ကနေ service ယူမယ်ဆိုရင်ဈေးပိုတက်တာတဲ့အပြင်အိမ်ရောက် free လာယူပေးပြီးပြန်ပို့ပေးတယ်ပြောတော့ဖက်နဲ့ဆွဲလူပြီးအိမ်ဝက်အမြန်ပြေးလိုက်တယ် ဟမ်ဆိုင်တော်ရောက်နေပြီကိုပြန်ယူလာသေးတယ် အဲ့လို over လို့ပြမှာနင်တို့ကစက်ကြည့်ပါလေ အဲ့နဲ့ဘလို့လောက်လိုက်တာလဲ ဒီမှာကြည့် Urban Trans app ထဲက UD Can Protect ကိုရွေး sneaker တွေပြင်80ပါ cleaning လုပ်လို့ရတဲ့ service တွေရှိတယ် sticker care products တွေလည်းဝယ်လို့ရတယ်အဲ့ဒါတွေအားလုံး credit နဲ့ဝယ်သုံးရတာအခုဝယ်မယ်ဆို promotion တွေလည်းရှိတယ်10သိန်းပို့ဝယ်2သိန်းခွဲတောင်အပိုရအောင်ပါ credit တွေအများကြီးဝယ်ထားပြီးမကုန်ရင်ဘလို့လုပ်မလဲ အချစ်မှာပဲ expire ရှိမယ် Urban Trans credit တွေက expire မရှိဘူးအဲ့ဒါနဲ့အိမ်ကိုရောက်လာတော့ဒီလိုဖက်နှက်တစ်လေးဖြစ်သွားတာပဲမိတ်ဆွေတို့ရှေ့မှာပြခဲ့သလို line ပေါ်မှာသူများကြွယ်ပြတာတွေကြည့်ပြီးအရန်လိုက်ခံစားမနေပါနဲ့လူတိုင်းမှာကိုမမြင်နိုင်တဲ့နောက်ွယ်ရအကြောင်းအရာတွေရှိနေတတ်ပါတယ်ဒါပေမဲ့ sneaker တွေအိတ်တွေကို cleaning လုပ်ဖို့ဆိုယုံကြည်စိတ်ချရပြီး service ကောင်းတဲ့ Urban Trans app ရှိရနော်